အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ဗီဒီယိုလေးမှာတော့ကျွန်တော်တို့အလွယ်ကူဆုံးစပင်ရောင်ပြောင်းလေးတစ်မျိုးပေါ့နော်ဒါလေးကိုကျွန်တော်တင်ဆက်ပေးလိုက်မယ်ကျောင်းသားတွေကကျွန်တော်တို့ကျောင်းသားလေးတွေကအခုဒီရက်ပိုင်းတွေမှာတကြံစောကြတယ်တကြံရက်ထဲမှာဆိုတော့စပင်တွေကိုစီးဆိုးကြတယ်ကျောင်းကလက်မခံဘူးပေါ့နော်ဒီစပင်လေးတွေကိုအမဲပြန်ဖြစ်အောင်ကျွန်တော်ပရိုရှော့နဲ့လောက်ခိုင်းတယ်လာပြီးတော့သူတို့ကအဲဒီတော့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်မလဲဆိုတာကိုတစ်ချက်လောက်ကြည့်လိုက်ကြအောင်ပရိုရှော့ဖွင့်လိုက်မယ်နော်ဒါမျိုးရပြီဆိုရင်ကျွန်တော်တို့က control G ဒါမူရင်းပုံပါနော် control G နဲ့ပွားထားပြီ control G နဲ့ပွားပြီးတော့ camera raw နဲ့ဝင်မယ်filter တွေကိုဝင်မယ် filter တွေကနေမှ camera raw ဝင်မယ်ဒီမှာဒီထပ်နှိပ်မယ်နော်ဒီနားမှာလူရုပ်လေးပေါ်လာလိမ့်မယ်လူပုံလေးဒါလေးကိုနှိပ်လိုက်ချက်ဒီနေရာမှာခဏဆောင်မိမယ်နော်ပြီးရင်ကျွန်တော် hair စပင်လုံးမှာဖြစ်တဲ့အတွက်ဒီမှာ hair ကိုပြီးရင်ဒီမှာ gray လုံးမယ်ဒီနေရာမှာကျတော့ကျွန်တော် show over လေးဒီမှာ auto အမှန်ချင်းဖြုတ်လိုက်မယ်တီးအောင်လို့ပေါ့နော် okay ဒါဆို exposure ကိုစပြီးတော့ကျွန်တော်တို့မဲတော့မယ်နော် exposure ကိုစပြီးချမယ် contrast ကများနေတယ်ဆိုရင်နည်းနည်းလျှော့မယ်တခြားကျန်တဲ့အပိုင်းတွေပေါ့နော် highlight တို့ဘာလို့ဒါတွေ shadow တင်မယ်ဒါမမေးလည်းမဖြစ်စေရဘူးပေါ့နော်โอเคနည်းနည်းလောက်ပဲဒါတွေကတော့ဒီ adjust မှာ cover မှာတော့ဘာမှတိတ်ပြီးတော့အထွေထွေလုပ်စီဘူးအဲကြောင့်ဒီ effect မှာလုပ်ပြီးโอเคဒီလောက်ရပြီဆိုရင်ကျွန်တော် okay လိုက်မယ်အလွယ်နဲ့အမြန်လောက်တဲ့နည်းဆိုတော့เนาะနည်းနည်းလေးတော့အဲ့တော့ကျွန်တော်တို့ဒီအောက်က background ကိုတစ်ခါ control G နဲ့ပွားမယ်အပေါ်ကောင်လေးကို opacity လေးနည်းနည်းပါနော် okay ဒီနှစ်ခုကိုထပ်ပေါင်းမယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့စပင်မဲပါပြီပေါ့နော်တအားကြီးလည်းမဟုတ်ဘဲနဲ့အနီတော်လေးပေါ့ okay အားလုံးလိုက်လို့ကြည့်လို့အဆင်ပြေပါစေခင်ဗျာ